chin phot zo tu le do tu nan di lak handam chu ma mo tu tan chu to ban lo mi video pakhatte kawan to lai e chun sana tai ko tha ko kan ti cheu sia chun mai lai zonga hi ban tuk video kha tampi to kho company zom lai kan ma lai hot long interview kan to mi le kan chim mi hi chu chỉ kan to kho lo mi kan thai lo mi tam thling lo mi khitam pi chu cha chun call mi ni call mi phun ni interview na to mi se video dang dang an to mi se me pi cha thai tha mi thai lai ismi har mi ebe pi mi thil tam pi mi khaban tuk te kha call hol a thai lo mi le khi call hol a thi a rel kholo mi a thai lo min ha cha khan sadu tha nak la sahar nak he ma te chu lai hol han reaction phun te khin tu pa kho company zom no mangla e tu tan hi chu dr sasa interview an tu mi khasala e interview to chu bbc hi vid interview an tu mi hi alon che zar khat reng lo han dak tu mi kha se chang na en e ma lio khan kai men lo cha ka to kholo atun hulong khan reaction te kha lai holen ka ban to lai kol hol a thailo mi kan nu kam pa ramdang e ummi chang min ha kan hoi le cheu khat cha khan a har ningin lai holate khan kamwan le pa lai dakha sa sa hi khoi ka da umjai da atwa timi kha ama achim mi kan ngai na ken tampi kan fiang lai kan thai lai ti khacho ka ban chim ngam mi se okay sia chun bbc ni dakha sa sa interview to mi kha kan ban ngai na lai har ningin lai hol kan ban le pa kan ban le pa lai အခုဆက်ဆက်နေနေရောက်လာပြီးတော့အချိန်ပေးပြီးတော့လာရောက်ပြီးတော့ဖြစ်တာပြည့်တဲ့တော့ကျွန်တော်တို့အနေနဲ့ဝန်တာပါဟုတ်ကဲ့ကျွန်တော်လည်းဒီနေ့ YouTube မှာလာပြရတာသူပဲဒီလိုပါဟုတ်ကဲ့ဒါရဆက်ဆက်ကျွန်တော်သိထားမိတယ်ပေါ့ဒီအခုလာပိုင်းတွေမှာဟိုဒီနည်းနည်းမြို့အဖောင်ပါပေါ့လေဟိုဘာလင်သွားတယ် Brussels ကိုသွားတယ် Geneva ကိုသွားတယ် Paris ကိုသွားတယ်ဟို key atu interview na tu anak he tu london e bbc an headquarter pia se an hun pia se tu nai kha brussels nakal chon berlin nakal chon paris nakal ta ram pathuma dr sa kha akal ma akal na kha kong khaw kha halmi se dr sa na zitin da le lai ti mi kha ဒီနေ့လှုပ်ရှားမှုရှိအောင်သတိထားမိပါတယ်အဲ့ဒီဟာ NUG ရဲ့ဟိုအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတယောက်အနေနဲ့အဲ့ဒီခီးစဉ်ကိုပြုလုပ်နေရတာခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ကအခုကဒီနိုင်ငံတကာမှာမြန်မာနိုင်ငံရဲ့အရေးဟာမိမိတွားပြီပေါ့နော်ယူကရိန်းရေးဖြစ်လာတယ်ပြီးမှဂါဇာရေးဖြစ်လာတယ်ဆိုတော့မြန်မာနိုင်ငံရဲ့ရေးဟာကဘာကဟိုစပေါ်မှာမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ဘလိုပဲဖြစ်ဖြစ် NUG အနေနဲ့မြန်မာနိုင်ငံတစ်ခုလုံးအနေနဲ့မြန်မာနိုင်ငံရဲ့အရေးဒီကဘာရဲ့အရေးတစ်ခုဖြစ်တယ်တစ်ဖက်ကကြည့်မယ်ဆိုရင်မြန်မာနိုင်ငံဒီတရုတ်နဲ့အိန္ဒိယနိုင်ငံအကြားမှာရှိတဲ့နိုင်ငံဖြစ်တဲ့အခါမှာမြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးဒီကဘာလူချိုရေးလည်းဖြစ်တယ်လို့ကဘာရဲ့စီးပွားရေးလူမှုရေးလူချိုရေးလည်းဖြစ်တယ်ဆိုတဲ့ရှုထောင့်ကနေပြောတဲ့နိုင်ငံတကာကိုကျွန်တော်တို့ဟာယူကရိန်းကိုအရေးဆိုင်တယ်လို့ဂါဇာကိုအရေးဆိုင်တယ်လို့မြန်မာနိုင်ငံအရေးကိုလည်းဒီလာမဲ့10နှစ်ဒီလာမဲ့အနှစ်20ကြာရင်တရုတ်နိုင်ငံဟာကမ္ဘာမှာအကြီးမားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာတယ်။ထိုနည်းတူပဲအိန္ဒိယနိုင်ငံဟာလည်းကမ္ဘာမှာအကြီးမားဆုံးအရာတစ်ခုဖြစ်လာတဲ့အခါမှာမြန်မာနိုင်ငံမြေပြည်ပေါ်မှာပထဝီနိုင်ငံရေးကတည်ငြိမ်မှုမရှိဘဲနဲ့ဖြစ်တယ်ဆိုရင်ကမ္ဘာလူချိုရေးကထိခိုက်သွားမှာကမ္ဘာစီးပွားရေးကထိခိုက်သွားမှာတနည်းပြောမယ်ဆိုမြန်မာနိုင်ငံဒီဆွစ်ဇာလန်နိုင်ငံလိုneutral နိုင်ငံဖက်မလိုက်တဲ့နိုင်ငံဖြစ်ဖို့ရည်ကြီးလာတယ်ဒါလည်းကျွန်တော်မြန်မာနိုင်ငံချိုက်မူဝါဒလည်းဖြစ်တယ် global power rising Asia 21st century မှာမြန်မာနိုင်ငံမှာတည်ငြိမ်မှုမရှိဘူးဆိုတော့ဒီမိုကရေစီဟာတည်ငြိမ်မှာမဟုတ်ဘူးထုံနည်းတူပဲစီးပွားရေးဟာလည်းတည်ငြိမ်နေမှာမဟုတ်ဘူးတစ်ဖက်ကမြန်မာနိုင်ငံဒီကျွန်တော်ရဲ့အစိတ်တောက်အာရှတစ်ခုတာမကဘဲနဲ့တကဘာလုံးအတွက်ဒီငီအေးချမ်းရဲ့အတွက်အရေးကြီးအချက်ချာကြတယ်ဆိုတာကိုကျွန်တော်ဟာဘယ်လိုပဲပြောဖို့ကျွန်တော်ကဒီမစ်ရှီကိုလာတာဖြစ်နေတစ်ဖက်ကကြည့်မယ်ဆိုရင်လည်းကျွန်တော်ကဒီ hi ka zon tiang avan chimmi ket chimmi saulai cha khan tompalte van zau tin house se lo tu kha brussels akal chon berlin akal paris akal tika ma akal nak
ร่วงขาวันชิมมีขาเสชิมดีรีเราหนาเอ็นมาวันชิมมีเตียงขันก็รำให้ยูเครนราลเทาจนกาซาอิสราเอลราลเทาติกามาเวลแต่เฮมิตัมปีเนี่ยรำไปจงรำฟรวยตูทันอัมบวยปีนักขันกันกอลรำขาอัมพิลจังกันกอลรำขาตัมปีนัมพิลจังจุจ่าจนกอลรำให้กัมพิลลาอูเมียนมาให้กัมพิลลาอูใจรวงดักกันตีเสียจนวลัยจงอัทองบิ๊กมีรำปนีอัทองบิ๊กมีไอตัลเวมีรำปนีจนเสียมน้ำไหลจงเงินมิลูไหลจงเงินอัทองอัตัมมีรำปนีกรลักอินเดียเล่ไชน่ากรลักมีกันเสียจุจ่าจนเมียนมาที่มีรำเหปทุยนายไงจี geography politic ahen ajegan tila abe pi mi se abe pi tak mi si e koram hi ada ilawe koram hi aboi si achon India le China cha ke thin phanga an hor suan kho India le China kha jegan tila ada ilawe khati in India le China aboi sol sia khan chun valai chung pum pi rem dai nak cha la than chho nak cha tiang akhan an hor suan kho mi si ti kha avan chim mi si ma cha chun koram heเมียนมารัมเฮรัมฟาเตสิกอมหันเสลอรัมงั้นปีเป็นหิวลัยจุงpower อังไงบักเวเวมีรัมเป็นหิกันละก็มีกันสิติกะกันเบปีตุกกันพิลฮาอูยูเครนนำบอมบันตุกันอิสราเอลรัลทอมีอิจกันติละเบปีนั้นเชียบันตุขันก็รัมจงกันพิลฮาอูล้อเบปีกันเชียเวติกะอาชิมดุมีอาชิมนักเสมาของเก่าเตะขันก็รัมเฮว่าปทุนนายไงจีที่มีหุ่นมาของกาปีง่ายมีอาชีพนักอุตันฟ้าป่าจงนี่ขันwhere China meets India ที่มีค่ะ China เล่อินเดียอันนี้ต้นนักหุ่นจูโกรามาซีจูจ่าจูโกรามาปีตุกที่มีเจ้าค่ะอารักเจียนมีเจ้าค่ะกรักเรลเบลและจูจ่าชนโกรามเฮปทุยในงานจีอาปีง่ายมีรำประคัดอาชีที่ค่ะฮิกาโซนักกำหุ่นนิ่งเล่กระโดดนิ่งเด็กขวันฉับตากระดูมีเช่ค่ะเปิดไลน์กันวันง่ายรินทลายမြန်မာနိုင်ငံကိုချစ်ကတဲ့အခါမှာနိုင်ငံတကာရဲ့အကူအညီတွေကစစ်ကောင်စီရဲ့framework မှာပဲတွားနေတာကိုတွေ့ရတယ်စစ်ကောင်စီရဲ့ framework independent မဟုတ်ဘဲနဲ့ dependent ဖြစ်နေတာကိုတွေ့ရတယ်အဲ့ဒါကိုအခုကထိချုံနယ်မိန်နဲ့ပတ်သက်လာရင်90ရာခိုင်နှုန်းတော့နယ်မိန်ဟာကျွန်တော်ဒီဒေါ်လာရဲ့အားစုတွေထက်မှရောက်ရှိပြီးတဲ့အခါမှာနိုင်ငံတကာရဲ့အကူအညီဟာလဲ parallel နဲ့တွားတော့မယ်လက်တွေ့ဆိုင်ရမယ်အနေထားကိုရောက်တဲ့အခါကျတော့ဒါတွေအလုပ်ကိုကျွန်တော်ခြုံငုံပြီးတော့ပီတိကိုတွားတယ်ပီတိမှာရှိတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနတွေနဲ့တွေ့တယ်ဂျာမနီကိုတွားတယ်ဂျာမနီမှာရှိတဲ့တာဝန်ရှိတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနတွေနဲ့တွေ့တယ်ဘရပ်ဆဲလ်ကိုတွားတယ်ဘရပ်ဆဲလ်မှာရှိတဲ့ European Union ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနတွေနဲ့တွေ့တယ်ပြီးမှဂျီနီဗာကိုတွားပြီးမှဆွစ်ဇာလန်နဲ့နိုင်ငံတကာဖွဲ့စည်းတဲ့ဆိုင်တွေနဲ့တွေ့ခဲ့ပါဆိုတော့ကျတော့ဒီဥရောပတာဝန်ရှိရသူတွေဒီနိုင်ငံတနိုင်ငံချင်းစီကနိုင်ငံခြားရေးတာဝန်ရှိရသူတွေရဲ့တုံ့ပြန်မှုကဘယ်လိုတွေ့ရလဲအတူနိုင်ခါဘာယာဘာလင်ချိုဂျာမနီစီပဲရစ်ချိုဖရန့်စီဂျွန်ဂျနီဗာချိုဆွစ်ဇာလန်စီဂျွန်ဘရပ်ဆဲလ်ချိုဘယ်ဂျီယမ်စီလေမာရမ်ပလီအဝကလမီခါတူရမဆာဘန်ချိမ်ချန်ဘန်တုခန်ကိုရမ်ဟီကဘောရမ်ဘွိနာခေพิลอกันชาโลที่มีขาประคันหนังเสปันที่นักจนคดีกรำมีบวยนักรวงรัลจามพอลรำชงรำเลียงรัลจามพอลรัลเชียลพอลเวลเต็นหาใจบ่มนักอลุดมีขามาหานาจนมารัลกับอาเจสีกุตังเดวขันอากาลมีอลุดมีขาสีมาขันมาตังลงสิเราเอ็นกันมาให้ท่าเต็นหัวไงเต็นมารำเลียงบ่มนักอลุโคนักหาดิ้งจ้ามาคงเก่าจงค่ะอาวันชิมชีมีสิที่มีเด็กค่ะอาวันชิมมีเช่แค่คำวันง่ายทันอะไรအခုထိကတော့ကျွန်တော်ဟာသူတို့အနေနဲ့ဥရောပတိုက်တစ်ခုလုံးကိုကြည့်မယ်ဆိုရင်သူတို့ဟာ policy တွေချမှတ်နေတဲ့အချိန်ဖြစ်တယ်။ဥပမာပြည်နိုင်ငံကိုကြည့်မယ်ဆိုရင်ရွေးကောက်ပွဲရှိတယ်။ဒီအင်္ဂလန်နိုင်ငံကိုကြည့်မယ်ဆိုရင်လည်းသူတို့မှာရွေးကောက်ပွဲရှိတယ်။အစိုးရအသစ်ရှိတာတယ်။ဆိုတော့ကျွန်တော်တွေ့ရတာကဥရောပယူနီယံမှာလည်းသူတို့မှာရွေးကောက်ပွဲရှိတယ်။ဒီအစိုးရအသစ်တွေတက်လာမယ့်အခါမှာသူတို့ရဲ့ policy တွေဟာလည်းမူဝါဒတွေဟာလည်းပြောင်းလဲမှုတွေအများကြီးရှိနိုင်ဖွယ်ရှိပါတယ်။နိုင်ငံခြားရေး
နဲ့ပတ်သက်ပြီးမှမြန်မာနိုင်ငံဒီကပ္ပနိုင်ငံကြီးမှာအချက်ချာချတဲ့နိုင်ငံဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဟာ international relation မှာသူတို့ရဲ့မူဝါဒကိုဆွဲတဲ့အခါမှာမြန်မာနိုင်ငံပြဿနာဖြေရှင်းရည်ဒီကပ္ပစီးပွားရေးပြဿနာဒီလာမယ့်အနှစ်30-20မှာကပ္ပရဲ့လူချွေပြဿနာဖြေရှင်းရေးမှာအဓိကကျတယ်ဆိုတဲ့အပေါ်မှာအခြေခံပြီးမှမြန်မာနိုင်ငံကိုလည်းကပ္ပအလယ်မှာစကားပြောတဲ့အခါမှာအရေးပါတဲ့စပွဲပေါ်မှာမြန်မာနိုင်ငံဟာလည်းထိုင်ရမယ်စီရမယ်ပြောရမယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့ကတွားပြီးမှသူတို့နဲ့ကိုဆွေးနွေးနိုင်ခဲ့ပါတယ် ဒေါက်တာဆော့ဆော့အခုဒီအာနာသိန်း seven chimi kha kamban zau ta than hala e chu cha ma ram pol avakal tika khan ram leng wan chi pol he aton na kan bangai e ma ton na kan bangai tika atu ke friends a team na kom chun england zonga team na ko chun european union eu zong kha team na kom kha team na kom tika chawza thar hroi tu tharam ban kai la e ma chawza thar hroi tu tharam ban kai tika khan ram leng policy foreign policy nangan chia yi muara hepe tlai in azai mezat kha khan na kum khau rep mi khau athar tu mi khau khati ram leng pe tlai in nak phung phai kan ti la chu khati nangan chia yi muara an rep na ka mo silawa atharan tu na ka mo khaban tuk an tu te khan chawza thar le foi tu thar an tu te ka ko ram pe kong hepe tlai in abapi ten phong phai kan sar piak ve lo ko ramjong he khata khan abapi mi kan sina kha ko khibiru anak tik zonga ram hroi tu pole beru anak tik zonga ko ramjong he aital kho wedding mi athu kho wedding mi kan si ti mi kha abapi bi khan abachim ka bachim mi si ti khan dakha sa sa ne avan le mi kha se ပြီးနောက်ပိုင်းဟိုမြန်မာနိုင်ငံမှာလက်နက်ကင်ပြည်ပခါတွေပြည်တွင်းစစ်ကာလအခု3နှစ်ကျော်4နှစ်နီးပါးထိဖြစ်လာပြီးတော့စစ်ရဲ့တက်ရောက်မှုကြောင့်အိုးမဲအိမ်မဲဖြစ်ရတဲ့သူတွေဟိုသိကြီးပျက်စီးရတဲ့အရက်သားအယူတွေကလည်းအင်္ဂလန်မှာများပြားလာပြီပေါ့လေအဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ရောအခုတွေ့ဆုံရတဲ့ဒီအနောက်နိုင်ငံဒီဥရောပသမဂ္ဂတာဝန်ရှိသူတွေကဘာများပြောတာရှိလဲသူတို့အနေနဲ့အခုလက်ရှိဖြစ်နေတဲ့မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့လက်နက်ကင်ပြည်ပခါပေါ်မှာဘယ်လိုရှုမြင်ပြီးတော့ဒေါက်တာဆာဆာတို့ NUG ကိုသူတို့အနေနဲ့ဘာသတင်းစကားတွေပြောတာရှိလဲခင်ဗျာ napa second ram buena krong khateral zamra shel pe tam pinum change ma kong ka pe tlaen navaton min hani khan anju ji le nangma sina jai ban tok da be kam nak jai ban tok le nak bia da an chim te တရားတော့ဒီအချမ်းဖက်စစ်ကောင်းစီကိုဘယ်သူမှလက်မခံတာကိုတော့ကျွန်တော်တရားမှတရားရှိတာကိုတွေ့ရတယ်ဒီဥမာသူတို့ကဒီအတူရရုပ်ောက်ဘွက်ကိုလို့မယ်ဆိုရင်လဲဥမာ European Union ကတေချာပြောထားတာဥမာပီတီလည်းပြောထားတယ်ဂျာမနီလည်းပြောထားတယ်เนาะကျွန်တော်တို့တွေ့တဲ့မှာဒီ UK လည်းပြောထားတာသူတို့ဟာဒီရုပ်ကောင်းအတူရရုပ်ကောက်ဘွက်ကိုစစ်ကောင်စီကလို့မယ်ဆိုရင်ဒီဥစ္စာကိုလက်မခံမှာမဟုတ်လောက်လက်ခံမှာမဟုတ်တလို့ဒီလိုလုံးချင်းအဖြစ်သူပို့ပြီးတော့မှဒီအခက်ခဲဟာပို့ပြီးတော့မှမြားပြမယ်ဆိုတာအလို့ရဲ့ပြောထားတာကိုကျွန်တော်တွေ့ရတယ်နံပါတ်2ချက်ကတော့ European Union ဆိုရတော့သူတို့ဟာဒီထက်မကပေါ့နော်ဆက်လက်ပြီးတော့ဒါခပ်ပြီးဆိုရေးအတိတ်တွေလုံးမှာကိုသူတို့တွေ့ရတယ် okay achimi kha ba pi ngai mi se arwang cho kat avakal nak rampol la atu avaton mi pol na ni khan that and chimi cho chawza atlai leo mi se athara hong kai ding mi jang sini khajong ni khan se lo atu rap kap chawza kha cho azai tem han an chaw thang lo a chaw thang lo ti kha an chaw thang lo e chun thim nak zong kha vatu ase lo ase si ni hin mi long han ni hin thim nak zong kha vatu am han se lo e an chaw thang hai la lo khati adeu thim nak mu adeu thim nak kha cho an chaw thang lai la lo khati thim nak an tu nak thong khan boy nak lam kha akar chin lai ti kha an mu ning le an ru ning ase te thangai UK နဲ့ဆိုရင်လည်းသူတို့အနေနဲ့ဒီအကြမ်းဖက်ဆရာနာစီတီကိုဘလို့နဲ့ဒါခပ်ပြီးဆိုရမလဲဆိုတာဟာလဲကျွန်တော်တို့ကဒါဖက်ကိုတော့အကိုလို့ကဒူးညီနေမှုကိုကျွန်တော်တွေ့ရတယ်ပြီးတော့ကျွန်တော်ဒီပြည်တိအစိုးရမှာတောင်းရှိတဲ့လူနဲ့တွေ့တဲ့အခါမှာဆိုရင်လည်းသူတို့က2020လေးအတွက်ဆိုရင်တော့ပြည်တိအနေနဲ့ European ဒီ EU ပေါ့နော်ပေါင် Euro နဲ့ခုနတာပေးမဲ့အစီအစဉ်လေးသူတို့ပြောတာကိုကျွန်တော်ကြားရတယ်
ပြီးမှဥရောပယူနီယံတစ်ခုလုံးနဲ့တွဲမယ်ဆိုတော့ပေါင်နဲ့ဒီယူရိုနဲ့ဆိုတော့36တန်းလောက်မြန်မာနိုင်ငံအတွက်ကိုဘတ်ဂျက်ချထားတာကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ပြောနေတာကဒါဒီအလုံးကိုလည်း decrease short ချတာမဟုတ်ပဲနဲ့မြန်မာနိုင်ငံကိုကူညီနေကြီးမှာတိုးပွားဖို့ရည်ကြီးကြောင်းနဲ့အကူအညီပေးတဲ့အခါမှာလည်း decentralize လုပ်ပြီးမှကူညီဖို့ကိုပြောထားတာဖြစ်ပါတယ်ပြီးတော့ဒီပြည်သစ်အစိုးရနဲ့တွေ့တဲ့အခါမှာဆိုရင်ပြည်သစ်အစိုးရကတော့ပြောတာကတော့သူတို့နိုင်ငံရဲ့အကူအညီအလုံးဒီ90%ခိုင်နှုန်းဟာ localize လုပ်ထားတယ်လို့တော့ကျွန်တော်ကတော့ပြောထားတယ်ဒါလည်းဒီမေပြည်ချင်းတွေမှာဒါဘလောက်မှားတယ်ဆိုတာကတော့ကျွန်တော်ပြန်လာရဖို့တော့ရှိပါတယ် ဆိုတော့အခုဒေါက်တာဆဆာအခုတွေ့ဆုံနေတဲ့ဒီထိုးဖောက်ပြီးတော့လေ NUG ကိုစားပြုပြီးတော့နိုင်ငံတကာမျက်နှာစာမှာတွေ့ဆုံနေတာဒီအနောက်အုပ်စုမျက်နှာစာတင်မဲ့လားNUG အနေနဲ့ဒီတရုတ်နဲ့ကြားဆက်ဆံရေးတို့အာဆီယံနဲ့ကြားဆက်ဆံရေးတို့မှာရော NUG ကဘလောက်ခရီးရောက်နေလဲတစ်ဖက်ကဆိုမြန်မာနိုင်ငံအရေးကိုအတူဟေรำดังๆเฮเสไลเจนไชน่าเฮเสอันยูจีเฮนเนเปตนิงค่ะใจลุกเตียงดะใจลุกเดียร์มุนเตียงดะนำพักเตียวันฮัลชิเมนဆိုတော့တဆုံလို့ကိုချိဖို့လို့ပါလားအာဆီယံလမ်းကြောင်းလက်ချိဖို့လို့လဲတရုတ်နဲ့အိန္ဒိယနဲ့ပထဝီနိုင်ငံရေးနဲ့ဥမာကုလသမဂ္ဂပြောမယ်ကုလသမဂ္ဂမှာတရုတ်ကpermanent member ဖြစ်တယ် security council မှာပြီးတော့ veto လည်းရှိတယ်ထုံနည်းတူပဲတခါတည်းကအဲ့ဒီကုလသမဂ္ဂ mechanism နဲ့ Asia mechanism နဲ့ European Union mechanism နဲ့ဆိုပါစို့ဒီနိုင်ငံတကာအားလုံးပေါ့နော်အင်ဒီနာချီအားလုံးပါဝင်အိန္ဒိယနဲ့ကုလသမဂ္ဂရဲ့အဖွဲ့နိုင်ငံပဲအဲ့လိုပြောတဲ့အခါမှာကျွန်တော်အနေနဲ့ကသူတို့မှာ coordinated ပြီးမှသူတို့ဟာဒီဥစ္စာကိုဟာချက်ငင်ငင်နဲ့လုံနိုင်ဖို့ကိုလည်းကျွန်တော်ဆွေးနွေးခဲ့ပါတယ်တစ်ဖက်ကပြောမယ်ဆိုရင်အာရှတစ်ခုကိုပဲဆွဲထုတ်ပြီးတော့မြန်မာနိုင်ငံအရေးကိုအာရှကပဲဖြစ်ရှိပါဆိုရင်မှအာရှကိုတွားပြီးလို့မရအာရှ centrality ဆိုတဲ့ဥစ္စာကအလုံးဖြစ်ဖြစ်တစ်ဖက်ကပြောမယ်ဆိုတော့ဒီဘောလုံးကန်နေတယ်လို့ပေါ့မြန်မာနိုင်ငံအရေးကိုကုလသမဂ္ဂဘက်ကအာရှဘက်ကိုကန်လိုက်အာရှဘက်ကနေပြီးတော့ကုလသမဂ္ဂပြန်ကန်လိုက်အဲ့လိုမရတော့လူတွေကတည်နေပြီလူတွေကကျွန်တော်မြန်မာနိုင်ငံမှာအခုဆိုတော့ဒီအကြမ်းဖက်စစ်ကောင်စီကလူကနော်6000နီးပါးကိုအပြစ်မဲ့ပြည်သူတို့ကသူတတ်လိုက်ฮิกาโซนอาชิมิค่ะเวปีไงมิจูกันกอรำได้นักของเก่าอาเห็นจนอาเซียซองนี่อาเซียลองซองนี่คันตวนวอลาข่าวเราไชน่าลองซองนี่ตวนวอลาข่าวเรายูโรเปียนยูเนียนลองซองนี่ตวนวอลาข่าวเราบอลงช่วยอินช่วยขัดไหลนังมาตวนวอลาวันที่ขัดไหลนี่นังวันวันลาเขาที่บอลงช่วยขัดไหลกันช่วยมีเป็นตัวกันประคัดเลยประคัดขาขัดแต่คันอีเปกเลยไว้ขาโอ้ข้าถาตีเราตีข้าวันชิมดูมิเสมาจากจนกันกอรำบวยนักอะไรข้อนักหาดิ้งจ่าเลยโจกพงอินดิโมคราซีรัมเฟเดรัลดิโมคราซีรัมที่ตั้งสิข้อนักดิ้งจ่าขันจนไชน่าจงเอเชียจงเสะจนรำต่างๆจงเสะลุงรัวเตอินโอปักขัดเบชะนักปักขัดเบเขียนักปักขัดอันตัวข้อหาวที่มีเด็กค่ะวันชิมมีเหตุไตขันกระโดดนักแต่วันชิมวันเต็นตาขดุมิเสအာဆီယံပကုတ်ပေါ်မှာထားမယ်ဆိုအာဆီယံကတကယ်ဆိုတော့ fail ဖြစ်သွားပြီမြန်မာနိုင်ငံမှာအာဆီယံကမကိုက်တွယ်နိုင်ဘူးဆိုတာကပါအလိုပြပြဖြစ်တယ်ထိုနည်းတူပဲကုလသမဂ္ဂကိုတိုက်ကနော်အတွေးမှုချုပ်ကိုတိုက်ကသူမိခွတ်ထဲမှာမြန်မာနိုင်ငံရင်းနဲ့ပတ်သက်လာလို့ကုလသမဂ္ဂက fail ဖြစ်တယ်ဆိုတာသူတို့ကဝခါထားပြီးသားရှိတယ်โอเคค่ะจุดจ้าจุนคือกับอาเซียนนี่เห็นเวกอรัมบวยนักตั้มปีเครัมตัวดิ่งอาคารอันรวมจังนั้นอันเฟลจังอันสูงจังอันโหดลิงเล่ากันทีไรเจอจนUN General Secretary จังในขณะไปชิมนักกอรัมกองให้ไปไล่จนกันตัวมีอันโหดลิงเล่ากันส่งติขาชิมจังติขาดักทัศน์เนี่ยสิขาไปชิมมีกันวันงานรินหลายใจเป็นตกดาวันชิมริไลဒါကြောင့်မလို့သူတို့ဟာအဲ့ဒီ fail ဖြစ်နေတဲ့နေရာပေါ်ကနေပြီးမှဒီတိုင်းပဲအဲ့ဒီ fail နေရာကနေပြီးမှထိုင်မှစကားမပြောရတော့မတ်တရားပြီးတော့သူတို့က view ဟာအတိနဲ့လာမှာဖြစ်တယ်ဘယ်နေရာမှာ view ဟာအနှက်ချက်ရှိတယ်လဲဘယ်နေရာမှာ strategy မရှိတယ်လဲဆိုရင်မှအဲ့လိုတွားနိုင်ဖို့ကိုကျွန်တော်ပြောတယ်တရုတ်ဟာလည်းထုံနည်းတူပဲမြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာရင်ကျွန်တော်တို့အိန္ဒိယချစ်တဲ့တရုတ်တို့အိန္ဒိယတို့ထိုင်းတို့နဲ့ကိုလည်းကျွန်တော်ဟာသိလို့ရှိလို့တော့မရဘူးအခုနပြောသူမြန်မာနိုင်ငံဒီတနည်းအားပြောမယ်ဆွစ်ဇာလန်နိုင်ငံလိုဖြစ်ဖို့လိုပါတယ်မြန်မာနိုင်ငံဒီဘယ်လ်ဂျီယမ်နိုင်ငံလိုဖြစ်ဖို့လိုပါတယ်ပထဝီနိုင်ငံကြီးအရာကြည့်မယ်ဆိုရင်သူတို့ကဖဲလိုက်လို့မရဘူးဒါကြောင့်မလို့တရုတ်နိုင်ငံဟာဆိုရင်လည်း
မြန်မာနိုင်ငံအရေးကြီးကြောင်းကိုနားလည်တယ်လို့ကျွန်တော်ထင်ပါတယ်။အိန္ဒိယနိုင်ငံလည်းမြန်မာနိုင်ငံဟာဘလောက်အထိဥပမာမြန်မာနိုင်ငံဟာတရုတ်နဲ့အိန္ဒိယအကြားမှာဘာဖယ်ဇုဖြစ်သွားရင်နှစ်နိုင်ငံလို့အတွက်ကောင်းတယ်။တက္ကသိုလ်လို့အတွက်ကောင်းတယ်။မြန်မာနိုင်ငံဟာဒီမိုကရေစီနိုင်ငံဖြစ်လာပြီးမှဒီငေအေးချမ်းသွားတယ်ဆိုတာကတရုတ်လည်းအကျိုးရှိတယ်။ဒါကြောင့်မလို့ကျွန်တော်ပြောနေတာဒီမြန်မာနိုင်ငံအရေးဒီအာရှအရေးဖြစ်တယ်။မြန်မာနိုင်ငံအရေးဒီတရုတ်ရဲ့အရေးလည်းဖြစ်တယ်။အိန္ဒိယရဲ့အရေးလည်းဖြစ်တယ်။ကမ္ဘာနိုင်ငံများအရေးလည်းဖြစ်တဲ့အခါမှာအဲ့ဒီအဖွဲ့အစည်းတဲဆိုင်ရာအားလုံးကကျွန်တော်တို့မှာကိုလီရှိဖြစ်ဖို့လိုပါတာကျွန်တော်တို့မှာဘယ်လိုပြောမလဲညှို့ပေါက်ဖြစ်ဖို့လိုပါတာကျွန်တော်တို့မှာပူပေါင်းဆွဲဖို့လိုပါတာအခုကဆိုတော့ဒီဖက်အာရှကသူ့ဟာနဲ့သူတိတာလုံးနေတယ်ကုလသမဂ္ဂတိတ်ပြီးတော့အာရှနဲ့ကုလသမဂ္ဂနဲ့မဟာဗျူဟာတွေပေါက်ဆက်ထားတာကျွန်တော်မတွေ့ရဘူးဒါကမဟာဗျူဟာမကြဘူးစနေလည်းမကြဘူးဒါဒီကိုကျွန်တော်ပြန်ပြီးဖို့ကိုဒီခီးစီမှာကျွန်တော်တိုက်တွန်းနေပါတယ်ကျွန်တော်အခု NUG ကိုကျွန်တော် ma cha chun azuan zong na ama ten to asia zong na ma ten to tuluk zong ne chai a india zong ama chiu te khan a koram boy na ka khan an ru anak an dak chho chiu an zuam chiu te ka ma vial te kha ve sana tlai lo te ka tu chu ma vial te kha ma chiu ten to silo mun khata o pakhat be khia nak pakhat he o pakhat he an kal kho na kharing cha khan alam dik te an kal kho na kharing cha khan fak pi khan ka ba chimmi si te a tha tak tu ta ni dak thasa sa khol ba ton mi he chu atampi than hem nak san te nak ngai lai ti kha karo nak se အမေးနေရပါ NUG ဘက်ကရောတရုတ်နဲ့ကြားမှာဆက်ဆံရေးထူထောင်ထားနိုင်တာကျွန်တော်တို့တချို့တလေတော့ရှိပေမဲ့လည်းအဲ့လောက်အထိကျွန်တော်တို့ဟာသူတို့နဲ့ဆက်ဆံရေးလို့ပြောတဲ့အခါမှာကျွန်တော်တို့ကအစစ်စစ်ဖြစ်နေတခါဖွင့်ထားတယ်ဘယ်နိုင်ငံနဲ့ပဲဖြစ်ဖြစ်အိန္ဒိယနဲ့ပဲဖြစ်ဖြစ်တရုတ်နဲ့ပဲဖြစ်ဖြစ်အာရှနဲ့ပဲဖြစ်ကျွန်တော်တို့ဟာအမေရာဆက်ဆံဖို့အမေရာမြန်မာနိုင်ငံကိုစပြုဖို့ဆိုတော့မေတိတ်လည်းရှိတယ်ကိုစပြုရမှာလည်းဖြစ်တဲ့အခါမှာကျွန်တော်တို့ဟာ ready ဖြစ်တယ် step by ဖြစ်တယ် engagement ကခုနကသူတို့ရဲ့ engagement ကတကယ်လားဆိုတော့တကယ်ကိုက low level ပြီးမှကျွန်တော်ရဲ့ satisfactory ဖြစ်နိုင်တဲ့ engagement မျိုးကိုတော့ကျွန်တော်ဒီနေ့အထိမတွေ့ရတာကိုတော့တရုတ်နိုင်ငံဆိုတော့ one နဲ့ပါတယ်မြန်မာနိုင်ငံဆိုတော့ one နဲ့ပါဒါပေမဲ့လည်းကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တရုတ်နိုင်ငံတာမကဘူးအာရှနဲ့ထိုင်းနဲ့ကျွန်တော်ရဲ့အိန္ဒိယနဲ့ကိုကကျွန်တော်ဟာအမေရာအစစ်စစ်ဖြစ်နေတခါဖွင့်ထားတယ်အမေရာချစ်ကထားတယ်သူတို့ဖက်ကနေပြီးမှတစ်ဖက်ကပြောမယ်ဆိုတော့စစ်ကောင်စီဖက်ကသူတို့ဆွေးနွေးနေတာကိုကျွန်တော်တွေ့ပါတယ်အသိပါတယ်သူတို့လုပ်နေတာကိုလည်းကျွန်တော်ကကြည့်နေပါတယ်ဒါပေမဲ့လည်းတစ်ဖက်ကပြောမယ်ဆိုရင်လည်းကျွန်တော်ဟာ equivalent communication ရှိဖို့ကိုတော့အမေရာပြောတယ်ဘယ်တော့ကျွန်တော်ရဲ့ request ကိုသူတို့ကဘယ်တော့ fulfill မလဲဆိုတာကတော့တရုတ်နိုင်ငံကိုလည်းကျွန်တော်မိခုထိုးရမယ့်အနေအထားတော့ရှိပါတယ်ကျွန်တော်နိုင်ငံတကာအကဲခတ်တွေနဲ့စကားပြောကြည့်တဲ့အခါမှာသူတို့ရဲ့ထောက်ပြချက်ကတော့တရုတ်အနေနဲ့ဒီ NUG အပေါ်မှာ American ရဲ့လူ pro American pro Western ဆိုတဲ့အနေနဲ့မြင်ပုံရတယ်အဲ့ဒါကြောင့်မလို့ NUG နဲ့ဆက်ဆံရေးကိုသူတို့ကိုရှင်တက်တယ်ဆိုပြီးတော့သူတို့ထောက်ပြချက်ရှိရပေါ့လေအဲ့တော့ NUG က American လူလား pro Western ဒီအနောက်နိုင်ငံရဲ့လူလားဒီမိုကရေစီကတကယ်တော့ဆိုတော့ pro democracy ဖြစ်နေကျွန်တော် pro federal ဖြစ်တယ်ဆိုတော့ကျွန်တော်ကတစ်ဖက်ကကြည့်မယ်တရုတ်ကကွန်မြူနစ်နိုင်ငံဖြစ်တဲ့အခါမှာကျွန်တော်က federal democracy ရဲ့စာချေစာနှုတ်နဲ့ကိုတွားတဲ့NUG ဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံဒီတစ်ဖက်ကပြောမယ်မြန်မာနိုင်ငံပြဿနာနိုင်ငံရဲ့ပြဿနာဖြစ်တယ်ဆိုတော့ federal ကိုကျွန်တော်ကြည့်မယ်ဆိုရင် vaya malhante khante vaya sare ban chimmi kha anju jile tuluk ne pe tain china ne pe tain ning timi halmi te khan chun chuti ngai e ke tlamtling ten le phak phone ten pe tain nak chukan nei lo na chan na kana chhon bia pa kauma bel te chu china ne hen chon an kan du pe tai kan du se kan ma lai khan chun in ka kau pi kan on peng ko chon dinga khan ready tim sia kan speng ko te chun atu khaban halmi khachu azida sigan ti sia khan chun vai he korap anjuji he pro american ke jegan tila american lai a hoi deu mi american lai a vai deu mi a war deu mi ki an sirwa ti khan ram khel thiam sang pol ni khan an ro te ma kong ka ha pe tai khan avan chimmi ka se dakha sa sa ni khan mo avan le mi kha sela zaitin da abia dong tiang a kha zaitin da avan le ti mi kha kan pan ngai federal ဒီကိုကစမှာကိုဖာတိခွိကိုအခြေခံထားတဲ့ moves အဖြစ်နဲ့ကြိုက်ထားတဲ့စနစ်ဖြစ်တယ်ဆိုတာကိုအလိုတိပိတာဖြစ်တယ်ဆိုတော့ကျွန်တော်ကအဲ့ဒီစာတန်ဖုံးတဲ့ကိုတွားနေတဲ့ NUG ဖြစ်တဲ့အခါမှာ
ကျွန်တော်ကို pro democracy လို့ခေါ်တဲ့လူတွေကျွန်တော်ကို pro federal လို့ခေါ်တဲ့တရားမှတရားတာမှတ်ကန်တယ်ဒါပေမဲ့ကျွန်တော်ဟာဥမာဆိုပါဆိုအမေရိကန်ဆိုရဆိုပါဆိုဥမာ UK ဆိုရဆိုပါဆိုသူတို့က federal democracy မူဝါဒတွေစာစစ်စာနှုတ်တွေကိုလက်မခံတဲ့ဘက်နဲ့တွားမယ်ကျွန်တော်အနေနဲ့တွားဆရာအကြောင်းမရှိဘူးပြောမယ်ဆိုရင်ကျွန်တော်ကလူကိုကြည့်ပြီးမှတွားတာမဟုတ်ဘူးကျွန်တော်ကမူကိုကြည့်တယ်ကျွန်တော်ကဘာစာချေစာနှုတ်ကိုဒီနိုင်ငံဒီမှာရှိတဲ့စာချေစာနှုတ်နဲ့တာဖို့နဲ့ပေါ့နော်လူမှာတာဖို့ရှိတယ်တာဖို့ဆိုနိုင်ငံတိုင်းမှာကျွန်တော်က Federal Democracy နိုင်ငံတာဖို့ကိုကျွန်တော်ကကြည့်တယ်ဆိုတဲ့အခါမှာကျွန်တော်ဒီ pro western ဆိုတာတွေ pro US ဆိုတာတွေကတော့ကျွန်တော်တို့အနေနဲ့ကတော့ဒါကတော့တရားမှတရားကျွန်တော်ဘာအလေးပဲမှမရှိတာကျွန်တော်က pro federal democracy ဖြစ်တယ်ဘယ်နိုင်ငံနဲ့ပဲဖြစ်ဖြစ် pro federation ရဲ့စာချေစာနှုတ်ကို promote လုပ်ပြီးမှအဲ့ဒါကိုကြိုက်ပြီးမှတွားထားတဲ့အစိုးရတိုင်းနဲ့ကျွန်တော်မှဆက်ဆံဖို့တာဝန်ရှိတယ်ပါဖြစ်လို့လဲဆိုရင်အဲ့ဒါကပဲမြန်မာပြည်သူလူထုကတောင်းဆိုနေတာဖြစ်တယ်ဥပမာမြန်မာပြည်သူလူထုမရှိ NUG စီဆရာအကြောင်းမရှိဘူးမြန်မာပြည်သူလူထုလိုချင်တာကကျွန်တော်လုပ်ပြရမှာတနေ့ကပြောမယ်ကျွန်တော်မြန်မာပြည်သူကိုစားပြုတယ်မြန်မာပြည်သူလူထုကိုစားပြုတယ်လို့ပြောတဲ့အခါမှာသူတို့လိုချင်တဲ့နိုင်ငံရေးစနစ်ကိုစားပြုတယ်အဲ့ဒါကပါလဲဆိုတော့ Federal Democracy တာဖို့ရှိတဲ့နော်အထက်တာလာရှိတဲ့အစိုးရကိုကျွန်တော်ဟာကိုစားပြုရမှာဖြစ်တဲ့အတွက်ကြောင့်အနောက်နိုင်ငံကိုဘရိုဖြစ်တယ်ဆိုတဲ့ဥစ္စာတွေကတော့ကျွန်တော်မြင်မှာဆိုတော့စစ်စစ်လေးပဲပြောမယ်ဆိုရင်ဒါဟာဟို propaganda တတ်တာပဲဖြစ်တယ်လို့ကျွန်တော်ကတော့သုတ်တာပါတာ awan chimmi akhante anjuji he pro american pro european nancy tia social nak te ompa mi chu adik kau te adik arwang chu kanni chu anjuji chu kolram me pi ai o tu chauza kan siban to kan kolram me pi ne zaida andu timi kha kan zau e chu andu mi ukna kha chuatar sarkho kha kan zo mi se ka khaban to khan kolram me pin andu mi chu federal democracy kha si cha chu ukna kha chu ban dok chauza chu kan chu kho na kha ding cha chu ban dok ram chu kan chu kho na kha ding cha federal democracy phung uknak amhang mi ram he kan chun pe tlai na kha chu kan nai hrim hawe amma he kan dir ti kha chu a haw hrim hrim ya sikau ti kha awan le mi khe se ကိုယ်တိုင်နဲ့ဒီတိုင်းသားလူမျိုးစုတွေကလာတယ် NUG ကအခုသမရရာလူဝန်ကြီးချုပ်ရာလူတွေကိုလည်းတိုင်းသားလူမျိုးစုတွေကပေးထားတယ်ဆိုတော့အဲ့ဒီလုံဆောင်ချက်တွေကဘယ်လိုခေါ်မလဲသင်္ကေတဆောင်တဲ့ဟာပေါ့လေ symbolic သက်သက်ပဲလားတကယ်တိုင်းရင်းသားအရေးမှာဘလောက်နည်းနည်းဆိုင်ဆိုင်သဘောပေါက်နားလည်ပြီးတော့ကျတော့ကိုယ်နဲ့အတူတူအခုလက်ရှိပေါ်ပေါက်နေတဲ့စစ်အာဏာသိမ်းလွန်ကာလအင်အားစုတွေတိုင်းသားအင်အားစုတွေဂျားမှာဖြစ်ပါလေရှိနေပြီတိုင်းသားအင်အားစုတွေဂျားမှာဖြစ်ပါလေလက်နက်ကိုင်အင်အားစုဖြစ်ဖြစ်နိုင်ငံရေးအင်အားစုဖြစ်ဖြစ်ဘလောက်နည်းနည်းဆိုင်ဆိုင်သဘောတူမှုနဲ့ခုနအနာဂတ်ဖက်ဒရယ်ကိစ္စကိုနားလည်မှုဘုံသဘောထားတွေရထားတယ်မြန်မာနိုင်ငံကတော့ abe halmi kha be pi ngai mi selete kan thailo su kan ne fian deu lo so la khan to dak tha sa zong he ke tlang chung mi pakhate mi phun pakhat ke chin mi phun pakhat na se chun atua anjuji acting president simi zong tlang tayin ta se chun wonji chho zong khatayin ta se khati tayin ta pol kha to ta anjuji chawza an tampinen tal te ka ma he ke zegan tela hu sak nak so the symbolic thing ke ta so long khamo si asilawa mi zai bentuk da thuk da unsul lamangai mi achun maileya matlang chung mi pol he tha de ram uknak roi ram roi na uknak tu atika zai bentuk he da zai bentuk in da tatlak nak le bechai kho khan nak nan ngai ti mi kha a hal mi se abe pi ngai mi be hal nak se dr sasa ne zitin da ban le lai ti kha kan ban zau to ကျွန်တော်ကပါချံလို့ဖြစ်တာပေါ့နော်ကျွန်တော်မှာတိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့နိုင်ငံဖြစ်တယ်ဗမာဆိုတာဟာလည်းတိုင်းရင်းသားတစ်ခုဖြစ်တယ်ချင်းဆိုတာလည်းတိုင်းရင်းသားတစ်ခုဖြစ်တယ်ထုံနည်းတူပဲကျွန်တော်ဒီတိုင်းရင်းသားနဲ့ကြည့်တဲ့အခါမှာဆိုတော့တိုင်းရင်းသားလူမျိုးပေါင်းစုံပါတာပေါင်းစုံနေတဲ့နိုင်ငံဖြစ်တယ်ဒါပေမဲ့လည်းအလုံးနားလည်းဖို့ကမြန်မာနိုင်ငံတနိုင်ငံပဲရှိတယ်တိုင်းရင်းသားလူမျိုးကအများကြီးရှိတယ်ဒါပေမဲ့ thap abale inin kha kalong tlinga ngai koram na kol jong kha tain ta mi phun pakhat nan se chin jong mi phun pakhat ke se dang jong mi phun pakhat kan se mi phun kha koram myanmar ram chunga mi phun kha tam pi kanum na en
รำจูประคัดลองกันไงมีพุ่นข้ากันตำเป็นรำจูประคัดลองกันไงเด้แค่อเบลมีเฮไงนู้มไง နိုင်ငံနဲ့အနေနဲ့တနိုင်ငံပဲရှိတယ်ဆိုတော့ကျွန်တော်တို့ NUG အနေနဲ့ကတော့တနိုင်ငံလို့ကိုစားပြုတယ်တစ်ဖက်ကကြည့်မယ်ဆိုရင်တိုင်းသားတွေလိုလားတောင်းတနေတဲ့ဒီနေ့အထိမရနိုင်သေးတဲ့နှစ်ပေါင်း80ကျော်ကြာပြီခဲ့တဲ့ဥမာပြောမယ်ဆိုတော့ပလောင်စာချုပ်ပီလိုစာချုပ်ကိုကြည့်မယ်ဆိုရင်ပီလိုစာချုပ်ရဲ့အနှစ်သာရက Federal Democracy နိုင်ငံဖြစ်ရမယ်ဆိုတာဒါပေမဲ့လည်းဒီခေတ်ဆက်ဆက်ရှိအာဏာရှင်တွေကြောင့်ပေါ့တနိုင်ငံတပီထောင်စုเนาะအဲ့လိုပူစာဖြစ်သွားတယ်ဆိုတော့တိုင်းရင်းသားတွေရဲ့လိုလားချက်ကိုသူတို့ကကူစားပြုခြင်းမရှိတော့ဘူးပျောက်ကွယ်သွားတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ restoration of Palang agreement လို့တော့ခေါ်လို့ရတယ်ဒီຫນွေဥတော်လှကြီးရဲ့ပေးထားချက်ကအခုဆိုတော့ FDC လို့ခေါ်တယ်ကျွန်တော်က Federal Democracy Charter ရှိတယ်အဲ့ဒါကကျွန်တော်ရဲ့ foundation ဖြစ်တယ်ဒါနိုင်ငံရေးလားပြတ်မိမှုရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဒီမြန်မာနိုင်ငံတမိုင်းကိုကြည့်မယ်ဆိုရင် NUG အစိုးရလောက်ကိုကတိုင်းသားတွေစုံလီတဲ့အစိုးရ NUG အစိုးရလောက်ကိုအခုနတော့မွတ်စလင်နဲ့ NUG အစိုးရမှာရှိတယ်ခရစ်ယာန်လည်းရှိတယ်ဗုဒ္ဓဘာသာလည်းရှိတယ်တိုင်းသားလူမျိုးပေါင်းစုဘာသာပေါင်းစုရှိတဲ့ NUG အစိုးရလူမျိုးဖြစ်လာတာကိုတော့တကယ်တော့ဆိုတာပြည်သူလူထုရဲ့တကက်သူတို့ရဲ့ဒီဒေါ်လာကြီးရဲ့တစ်ဖက်ကပြောမယ်ဒေါ်လာကြီးရဲ့အကြီးမားဆုံးအမှုတစ်ခုကတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရပေါ်ပေါက်လာခြင်းဖြစ်ပါတယ်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင် NUG အနေနဲ့ကျွန်တော်တို့ဟာဒီတိုင်းသားအားလို့ရဲ့လူအားချက်နဲ့သူတို့ရဲ့လူအင်စာဒနိုင်ငံရေးမှချက်ကိုကျွန်တော်ကကိုစားပြုနေတယ်လို့ကျွန်တော်တို့တိုးတာပါတယ်တစ်ဖက်ကပြမယ် NUG ထက်ကလူဖြစ်တဲ့အခါမှာ NUG မှာတိုင်းသားတွေလူလားတောက်တနေတဲ့ Federal အရေး Democracy အရေးတွေကိုဘလို့နဲ့မှဒါကျွန်တော်အတက်ဝင်ဖြစ်တယ်NUG နဲ့ဒေါ်လာကြီးအသက်ဝင်ကအဲ့ဒါဆိုတော့ကျွန်တော်တို့အသက်ဝင်ကြီးနဲ့ကိုကျွန်တော်ဝေ့ကွာလို့မရဘူးကြီးကွာလို့မရဘူးအကောင့်ထဲပေါ်ဖို့ပဲကျွန်တော်မှာတော့ရှိပါတယ်တိုင်းရင်းသား malhan vial te ko ramzalen na karak mu in kan zau tika te dakta sasana chimban to kan atu unu chanliawa se se chon unu chanliaw wandi in ram van throi tu vial te uknak ral ka uknak chung vial te khan ban se se lo atu anjuji chawza tlukhin tlang chung mi phun pol ni hin tuan tho ngan rian ngan kha andak lai lo la tu tan anjuji a hen chon tlang chung mi phun kha throi tu le rian ngan pi tlai mi khan tuan vo kha an van pe ke tu tan anjuji chawza tlukin koram tuan bi a biak nak mi phun an tlin hi a lai lo ti kha takha sa san achim mi se che chu koram tuam bia thai mi ni chun a fiang te khan kan dak thai chiu mi nan dak thai chiu mi kha se chu cha chun tu tan anju ji tu tan noi u tol hani ti mi paw do khat na khe chu restoration of panglung agreement te kan pu kam pan lan ha ne pin lung hatlak nak an dak tu mi nun tar than nak sarsiam than nak chuatal than nak cha dau khan nak kan tu mi asiti kho asiti khan achim mi se a thanga nga bale mi ngai nuam tak se မိဖက်အင်အားစုတွေက NUG ကိုယုံတာအဲ့လို Federal ပြည်တော်စုကိုဖော်ဆောင်ပေးမဲ့အဖွဲ့အစည်းနေတယ် ဒါကတော့ atu van hal mi jong khabe pi ngai atu anju ji he na ape tlai mi re na 20 min ha ni hen anju ji ni hen federal democracy ram tak tak an kan sarbi ko an phak pi ko lai ti mi kha anin zum tha mo nan an bo chan ngam ha mo an zum ngam ha mo ti kha avan hal mi se dakta sa sa ne zatin na avan le lai ti mi kha van ngai ri man se ကျွန်တော် NUG အနေနဲ့ကတော့ကျွန်တော်တိုင်းသားဒီကိုတိုင်ကလည်း NUG မှာကျွန်တော်ရှိနေကျွန်တော်ကိုတိုင်လည်းကျွန်တော်တိုင်းသားဖြစ်တယ်ချင်းတိုင်းသားတယောက်ဖြစ်တယ်ကျွန်တော် NUG မှာရှိနေတဲ့ဆိုတာကလည်း NUG မှာတိုင်းသားတွေယူကြည်မှုရှိနေလို့ကျွန်တော်လည်းရှိနေတာဖြစ်တယ်တကယ်လို့များ NUG မှာချင်းတွေကအယူကြည်မရှိဘူးဆိုရင်ကျွန်တော်အနေနဲ့ NUG မှာရှိနေဖို့ကတော်ခက်ပါလိမ့်မယ်ထုံနည်းတူပဲ NUG မှာကချင်ရှိတယ် NUG မှာအခုဆိုတော့ K3C နဲ့တွားတာပေါ့နော် K3 ဆိုလို့ပြောတဲ့အခါမှာကချင်ကရင်နေကရင်ချင်းဆိုတော့အခုဆိုတော့ဒါတွေအလုံးကရှိနေတယ်ဒါပေမဲ့လည်းလောလောဆယ်ဒီကျွန်တော် NUG ထက်မှာအခုနပြောသလိုဒီ Three Brotherhood
ဘယ်ဖြစ်ဖြစ်ပေါ့နော်ဒီ stakeholder တချို့ဥစ္စာတွေတိုက်ရိုက်အဖြစ်ပါဝင်နိုင်တဲ့လူတွေအဖွဲ့အစည်းတွေမပါဝင်နိုင်တဲ့လည်းတစ်ဖက်အဖြစ်ကြည့်မယ်သူတို့ကလုံအီစာတာကိုကြည့်မယ်ဆိုရင်သူတို့ကနိုင်ငံရေးရည်မှတ်ချက်ပါတိုင်နဲ့ NUG ရဲ့နိုင်ငံရေးမှတ်ချက်ပါတိုင်ကတတထက်ကြတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အဲ့ဒီကျွန်တော်ရဲ့policy က class မဖြစ်ဘူးဆိုရင်တော့ကျွန်တော်တို့ဟာမဟာမိတ်ဖြစ်နေတာကိုတွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့တိုင်းသားတွေလိုလာနေတဲ့ဥစ္စာကိုရယူဖို့ဆိုတာဆိုရင်တော့ကျွန်တော် NUG ဟာအခုနလိုဒီထက်မကဟုတ်ပြီစီလို့ဖို့ NUG မှာ inclusive ဖို့ဖြစ်ဖို့တော့အခွင့်အရေးရှိသေးပါတယ်ကျွန်တော်အနေနဲ့တစ်ခါနေဖွင့်ထားပါတယ်ပြီးတော့ transitional တွေလာမယ်ဆိုရင်လည်းအခုနပြောသလိုဒီထက်မကဆိုလီတဲ့ဒီထက်မကပေါင်းစုံတဲ့ပေါင်းစည်းတဲ့ဥစ္စာတော့ဖြစ်လာနိုင်ဖို့ခွင့်တော့အမြဲရှိထားပါတယ်se ma kha se thang chung mi phun pol ne le chon adang dang them tai phu pol anju ji an zoom mo ti mi kong kawa anju ji azum chang mi pol chu tu anju ji kan tel chang kai ma jong dakha sa jong kha chin mi phun si cha a chin mi phun ne anju ji an zoom cha a anju ji khan chin mi phun tel nak se ka chin tel ka chin an zoom cha ne tel nak se granny ne tel gren an tel an zoom cha ne tel nak se ai tel khori lo mi adang pol na cha jong kut ka kau pi kan on pia kon ha e ma kha anju ji han tha te tam thing ten kan tel khona kha ding cha kan zom cho ma leo city kha avan chimi ke se okay tha tok tu ta ni dakha sa interview an tu mi ka ngai te ka khan tam pi ke ma jong tha tho nak le ke zai te thai ko na kha ka van chap mi tam pi chon dakha sa zai da atua zai tin da rena 20 me thailo mi tam pin ha cha jong tu ten dakha sa he via social media alang lem lo na en achungin rian betak ten arak tuan ko arak chol chang ko ti mi kha hu kho se chon anju ji kol mi phun mi phun dang jong ne atu ban do kon chin mi phun an kan zum mi an kan bo chani tuan vongen pi rian ngen pi an kan piak mi kha je kan tila imaing hal pi ok se kan dir kam kho nak zon chiwa khan e dir kam ding kha kan tuan bo si ti mi te kha van chim ta ka du mi se tu tan kan video zo ti mi le reaction kan van to mi chuma bial se lo video dang kan tong than halai an di lak azak arak zo tu an di lak chunga longlom nak tam pi kan ngai atu ban to video kan to mi te kha atam thling lo mi tam pi chamba mi tam pi lai arak zo tu pa pum pak cheu ni khan chuti deu chun khati deu chai ti ban tok te ha jong kha ro nak van kan cheu lo lung thiang ten chalong te ro nak kan cheu lo ya kan ma jong ne si kho chungan tha deu tam thling deu un to kho company zom lai ti kha an chim ta ka du an di lak bye bye hao